FC26 ကိုကျွန်တော် unboxing လုပ်မှာဖြစ်ပါတယ်ကျန်တော့ဘာတွေပါလဲဆိုတာကျွန်တော်လည်းတွေ့လိုက်ကြည့်လိုက်ရအောင်ကျွန်တော်ပထမဆုံးတွေ့လိုက်ရတာက King Gig ရဲ့ download code ရေးထားတဲ့စာရွက်ရဲ့နောက်ကျော်ဖတ်မှာကြတော့ player နဲ့ manager ကရမုတ်တွေ sorry ရတဲ့အကြောင်းဒီရတယ်ပြီးဒီဘက်မှာကျွန်တော်တက်လောက်ပြီပေါ့နော်ကျွန်တော် sticker လေးပါမယ်ထင်တာမပါပါဘူးပါပါပြီးတော့ကျွန်တော်ဒီခွေက Europe region ဖြစ်နေတဲ့အတွက် Europe region account တစ်ခုလုပ်ပေးလိုက်ရပါတယ် region မတွေ့ဆော်လို့မရပါဘူးအခု King Gig ကိုထည့်ပေးလိုက်မယ်ဖွင့်စားမရှိတော့နည်းနည်းခက်တယ်ထည့်ရတာဝင်သွားပြီသွားပြီအခုဘာလို့လဲဆိုတော့ Wi-Fi ချိန်မယ်နော် Wi-Fi ချိန်တယ်passport ကဲအပန်းချိန်ပြီးကျွန်တော်တို့ e-shop လေးဝင်မယ် e-shop လေးဝင်ပြီးတော့ခုနကစာရွက်မှာပါတဲ့ကိုရိုက်ထည့်ပါမယ်ဒါတကယ်စပြီးတော့ဒီမှာ data တွေ download လုပ်နေပါပြီ